အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီအပေါ်မှာတွေ့နေရတဲ့သူတွေပေါ့နော်အဲ့ဒီလူတွေကဒီထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ထိုင်းဘက်ကဆိုလို့ရှိရင်ကချင်နယ်ဘူရီခရိုင်မြန်မာဘက်ကဆိုလို့ရှိရင်ဖျားသုံးစုပေါ့နော်အဲ့ဒီဖျားသုံးစုဘက်ကနေဝင်လာပြီးတော့မှဖန်စီထင်းသိမ်းခံရတဲ့သူတွေဖြစ်ပါတယ်သူတို့ကတော့တယောက်ကိုပွဲစားကဘတ်2000ခွဲပေးရတယ်အခုမြန်မာငွေပေါက်စင်းနေဆိုလို့ရှိရင်တော့330ကျော်ကျော်လောက်ပေးခဲ့ရတယ်ပေါ့နော်အဲ့တော့ခရီးကလည်းတကယ်ကိုစိတ်မဖြစ်ဘူးပြီးတော့အခုဖန်စီထင်းသိမ်းခံရတဲ့သူတွေကိုထိုင်းတာဝန်ရှိသူတွေကမြန်မာပြည်ကိုပြန်ပို့ပြီးွားရည်လို့သူတို့တရားဝင်သတင်းထုတ်ပြန်နေပေါ့နော်အဲ့တော့အမျိုးစုစုပေါင်းဖန်စီခံရတာက25ယောက်ဖြစ်တယ်အမျိုးသားက18ယောက်အမျိုးသမီးအမျိုးသားက18ယောက်အမျိုးသမီးက9ယောက်အဲ့တော့အမျိုးသားတွေအနေနဲ့ဆိုလို့ရှိရင်မြန်မာပြည်ပြန်ရောက်တဲ့အခါမှာဒီစစ်မှုထမ်းဥပဒေရှိနေတဲ့အတွက်စစ်မှုထမ်းရဖို့များတယ်ဒီငွေရေးကြေးကမလိုက်နိုင်ဘူးဆိုပြီးပေါ့လေအဲ့တော့တကယ်ကိုစေမဖြစ်ပါဘူးပြီးတဲ့အခါမှာဒီရက်ပိုင်းမှာကထိုင်းမှာဒီတရားမဝင်နေတဲ့သူတွေကနည်းနည်းလေးလှုပ်လှုပ်ရှားရှားဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီပြီးခဲ့တဲ့15ရက်နေ့ကဘတ်ဖွင့်မယ်ဆိုပြီးတော့ကြေညာထားတာရှိတယ်ဒါပေမဲ့အကြောင်းမျိုးကြောင့်မဖွင့်ဖြစ်ဘူး။အဲ့ဒီတော့ဒီတရားမဝင်ရှိနေတဲ့သူတွေကိုဒီမဟာကြိုင်တို့ဘာလို့ပေါ့မှာဆိုလို့ချင်းထိုင်းတာဝန်ရှိသူတွေကထိထိရောက်ရောက်ကိုလိုက်ဖမ်းနေတယ်ပေါ့နော်။အဲ့တော့တက်လာမယ်ဆိုတဲ့သူတွေတကယ်ကို view ဆက်ကြပါဒီပြီးတော့တာဝန်ရှိတဲ့သူတွေကဘယ်လန်းဆိုတော့သူတို့ကတော်တော်များများကိုတီးထားတယ်ပေါ့နော်။အဲ့တော့ဖမ်းကြည့်လို့ရှိရင်လွယ်လွယ်လေးပါအဲ့တော့ကိုတက်မဲ့ပွဲစားကိုအသေးသေးချာချာချိတ်ဆက်ပါ330ဆိုတဲ့အမောင်ကမနှဲဘူးပေါ့နော်ဒါကျွန်တော်မရှိတဲ့သူတွေဆိုလို့ရှိရင်ဒီခြံနေပေါင်းအိမ်နေပေါင်းပြီးတော့လာရတာပေါ့နော်အဲ့တော့ဆုံးရှုံးသွားလို့ရှိရင်နောက်ဆက်တဲ့ပြဿနာတွေအများကြီးပဲပြီးတဲ့အခါမှာထိုင်းကိုရောက်တဲ့အခါမှာလည်းဒီအလုပ်အပြီးနဲ့စက်မှတ်ပြီးတော့လာတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လူတွေကဒီရောက်ပြီးဘာဖြစ်လဲဆိုတော့ကျွန်တော်လုပ်ငန်းတွေကတစ်လ2လလောက်ခိုင်းပြီးသွားရင်လူလျှော့တယ်ဆိုပြီးတော့ပါသွားတယ်ပေါ့နော်အဲ့ဒါကတော့တချို့နေရာတွေမှာဆိုလို့ရှိရင်ဒီအထက်မှာရှိတဲ့စေးမတွေနဲ့ပွဲသားတွေနဲ့ပေါင်းပြီးတော့လုပ်ကြတယ်ပေါ့နော်အဲ့တော့သူတို့ကတွင်းတဲ့လူထုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာလွတ်တော့တဲ့တော့နောက်ထပ်လူတစ်ထပ်တွင်းလို့ရတယ်အဲ့ဒီမှာသူတို့ကအကျိုးမြတ်ထပ်ခံစားရမယ်အဲ့လိုမျိုးအကွက်တွေလှုပ်ရှားတာရှိရပေါ့နော်အဲ့ဒီဟာတွေကိုလည်း view ဆိုင်ပါအဓိကတော့ကျွန်တော်ဒီမှာလူကန်ရှိမှပဲပို့ပြီးအဆင်ပြေမယ်လို့တော့ထင်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲထိုင်းနိုင်ငံမှာရှိတဲ့ထူးခြားဖြစ်စဉ်တွေစိတ်ဝင်စားဖွယ်သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်ကတော့အုပ်စုပါ